2026အနေကဖတ်တဲ့တော့တတောဝအတ္တတတိကနေပြီးတော့တပတ္တံဘယံကာယတေင်္ဂါရံပတ္တိတ်တာမိတိတိတ်ခတိအတိပူဇော်ကြမှာဖြစ်ပါတယ်တတောဝအတ္တတတိတတောဝပတ္တတတိဒီကဝအတ္တတန္တောဒီကံအတ္တတမိတိပါဒနာတိဒီကဝပတ္တတန္တောဒီကံပတ္တတမိတိပါဒနာတိရတံဝအတ္တတန္တောရတံအတ္တတမိတိပါဒနာတိရတံဝပတ္တတန္တောရတံပတ္တတာမိတိပါဒနာတိသဗ္ဗကာယပတိတံဝေတိအတ္တသိတ္တာမိတိသိက္ခတိသဗ္ဗကာယပတိတံဝေတိပတိတ္တာမိတိသိက္ခတိပတ္တဗယံကာယသင်္ခါရံအတ္တသိတ္တာမိတိသိက္ခတိပတ္တဗယံကာယသင်္ခါရံပတ္တသိတ္တာမိတိသိက္ခတိသာဓုဘုန်းကြီးတို့တတိပဋ္ဌာန်၄ပါးကာယ ानु ပတ္တနာတတိပဋ္ဌာန်အဲ့ဒါသာမျက်နှာဘုန်းကြီးတို့သာမျက်နှာနှစ်ကစားပြီးတော့ကာယ ानु ပတ္တနာအာနာပါနပပ္ပအာနာအပါနပပ္ပဆိုတာအပိုင်အခြားအာနာဆိုတာထွက်သွားတာအပါနကဝင်လာတယ်ထွက်လေဝင်လေကိုမှတ်သားတဲ့အပိုင်အဲ့ဒီမှာကာယ ानु ပတ္တနာအဲ့ဒီကာယ ानु ပတ္တနာဘယ်နှပိုင်းလဲဘယ်နှခုလဲဆိုတာအခုဘုန်းကြီးတို့သာမျက်နှာအကျဉ်းချုပ်ဘုန်းကြီးတို့ဒီမှာကြည့်လိုက်တဲ့အခါကျတော့17မျက်နှာလောက်ရှိကာယ ानु ပတ္တနာယောဂီတို့ရဲ့ခန္ဓာကိုယ်ရုပ်တရားတို့ရဲ့အနိစ္စဒုက္ခအနတ္တအတုပါရှုရမယ်အပိုင်သာမျက်နှာအနေနဲ့17မျက်နှာသုတ္တတကာယ ानु ပတ္တနာနေတိနောက်ဝေဒနာ ानु ပတ္တနာတတိပဋ္ဌာန်အဲ့ဒါတော့တစ်မျက်နှာလောက်ပဲရှိလေးလယမတွေကိုကြိုတင်ပြီးတော့နောက်စိတ်ဓာ ानु ပတ္တနာတတိပဋ္ဌာန်ဝေဒနာဆိုတာကတော့ဒုက္ခသက်သာတဲ့ဝေဒနာဒုက္ခဆင်းရဲတဲ့ဝေဒနာအဒုက္ခမဒုက္ခအလေအလတ်ဥပေက္ခဝေဒနာဒီတဲ့အကျယ်ပွားရင်သောမနတဝေဒနာဒုက္ခဝေဒနာနဲ့သောမနတဝေဒနာဒုက္ခဝေဒနာနဲ့ဒေါမနတဝေဒနာဆိုပြီးတော့ဥပေက္ခဝေဒနာထက်လိုက်တော့ဝေဒနာ၅ပါးအဲ့ဒီဝေဒနာဝေဒနာ ानु ပတ္တနာနဲ့ပတ်သက်ပြီးတော့ဘုရားရှင်တစ်မျက်နှာလောက်ပဲဟောတယ်နောက်စိတ်ဓာ ानु ပတ္တနာတစ်မျက်နှာ7လောက်စိတ်ဓာ ानु ပတ္တနာနဲ့ပတ်သက်ပြီးတော့လည်းတစ်မျက်နှာလောက်ပဲရှိလောဘစိတ်ဖြစ်လောဘစိတ်ဖြစ်ဒေါသစိတ်ဖြစ်ဒေါသစိတ်ဖြစ်ကျေတာကဓမ္မာ ानु ပတ္တနာတတိပဋ္ဌာန်အဲ့ဒါဒီဘက်မှာနောက်ပိုင်းအဲ့ဒီအပိုင်းကတော့ဘုန်းကြီးတို့ဒါတော့ကျေပြန့်သွားတယ်အဲ့ဒါကြောင့်ရှေ့ပိုင်းအာနာပါနပပ္ပဆိုတာကိုဘုန်းကြီးတို့ရိတ်တာတိုင်းဒါမဖြစ်မနေပေးကြတဲ့ဒီတတိပဋ္ဌာန်အဲ့ဒါကြောင့်ဘုန်းကြီးတို့ကာယ ानु ပတ္တနာဓမ္မ ानु ပတ္တနာတတိပဋ္ဌာန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါဉာဏ်နာအကုန်လုံးဓမ္မ ानु ပတ္တနာတတိပဋ္ဌာန်အဲ့တော့ယံကာယ ानु ပတ္တနာတတိပဋ္ဌာန်ဝေဒနာ ानु ပတ္တနာတတိပဋ္ဌာန်စိတ်ဓာ ानु ပတ္တနာတတိပဋ္ဌာန်ဓမ္မ ानु ပတ္တနာတတိပဋ္ဌာန်တို့
တတိပဋ္ဌာန်၄ပါးရှိတယ်အဲ့တော့ယုံဘုန်းကြီးတို့ဘုန်းကြီးလည်းအဲ့ဒီစိတ်ထဲကအနာဒီမဟာတတိပဋ္ဌာန်ပြောတော့မှားတဲ့ဆိုရင်စိတ်ကတစ်မျိုးအနတ္တလက္ခဏာသုံးဆိုရင်စိတ်ကတစ်မျိုးဖြစ်တကယ်ကတော့ယုံနေဒါပဲသတ္တဝါအနန္တတဏ္ဍဖြစ်နေတာယုံနေအကျယ်ကျက်လို့ရှိရင်မျိုးဘက်ခန္ဓာဝေဒနာခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့အဲ့ဒီယူဘက်ခန္ဓာကိုတော့ယုတ်တရားဝေဒနာရဲ့သင်္ညာရဲ့သင်္ခါရရဲ့ဝိညာဉ်ရဲ့ကိုတော့အဲ့ဒါအနန္တရားနာနိယုတ်ဘယ်တရားဟောနာနိယုတ်ဘုန်းကြီးကဒါပြန်ပြီးဘုန်းကြီးကိုယ်တိုင်ရန်ကုန်မှာဘုန်းကြီးအသက်45နှစ်လောက်ပဋ္ဌာန်းသင်္นานပေးတော့အဲ့ဒီမှာပါတိဌာနချုပ်ကအဲ့ဒီခိုင်ဥနေဝင်ခက်တကယ်ကိုအရာရှိတွေလာတဲ့ဘုန်းကြီးကအဲ့ဒီတော့တက္က45နှစ်တရားနေပြီးတော့သာဝတိလို့နေုံလာသွားပြီးသင်္นานပေးအဲ့တော့ရှင်မယားဟိတုပြည့်ပြောတော့လည်းပဲယုံနေတယ်အာရမဏပြောတော့လည်းယုံနေတယ်ရှင်မယားဟုတ်မှာဟုတ်ပဲလားဒီတဲ့ကဝေဖောက်ပြီးမေးရင်ငါပဲလို့ဖြေမလဲသင်္นานကတော့ညနေမိုးရွာလဲလာတာရန်ကုန်ကမိုးကြောက်တာမိုးဒီလေးတဲ့တော့လုံနေတယ်လာတာပြရန်ကုန်မိုးကြောက်နေရင်လည်းဘာမှမလုပ်အဲ့ဒီလိုနဲ့လာကြတော့ဘုန်းကြီးသင်္นานသားတွေပြန်မှာကိုတယောက်တည်းနဘုဘောလက်ပြင်ပြီးတော့စဉ်းစားဟေတုဖြစ်သောဟေတုပိတိယောဟောတယ်လည်းယုံနေတယ်အာရမဏပြည့်တိပြောတော့လည်းယုံနေတယ်အဓိပတိပြောတော့ယုံနေဒီတဲကဝေဖောက်ပြီးတော့တကယ်လေးလာတဲ့ပုဂ္ဂိုလ်ရန်ကုန်ကအဘိဓမ္မာကိုအမျိုးသားမျိုးသမီးများကလေးလာတာလေးလာတဲ့ပုဂ္ဂိုလ်တွေကဒီကဝေဖောက်ပြီးငါမေးငါပဲလို့ဖြစ်မလဲထွေးပြန်ဟာရှုံးနေတာမှတပါလောကဘာရှိသေးလို့ရှုံးနေတာမှတပါဘာရှိလို့ခန္ဓာနဲ့ပြောရင်၅ပါးအာယတနာနဲ့ပြောရင်တော့12ပါးဓာတ်နဲ့ပြောရင်တော့18ပါးသစ္စာနဲ့ပြောရင်တော့4ပါးဒီခန္ဓာ5ပါးကိုပဲအမျိုးမျိုးချက်ပေါ်နေတာပဲဘုန်းကြီးတို့တဲ့မန္တလေးရန်ကုန်ဟောတယ်ကြီးဝက်သားရဲ့ကျက်သားရဲ့ဒါဘူးပဲပြင်းနေအမျိုးမျိုးဖြစ်အောင်ချက်ကြတွန်းကျင်ရင်တွန်းကျင်သလောက်ဟင်းခွက်ပေါင်းဝက်သားတစ်ခုတည်းကနေပြီးတော့ဟင်းခွက်ပေါင်းများစွာကျက်သားတစ်ခုတည်းကနေပြီးတော့ဟင်းခွက်ပေါင်းများစွာတွန်းကျင်သလောက်ဟင်းခွက်တွေများအောင်ချက်နိုင်တယ်လို့ဘုရားရှင်လေးသိမ့်တဲ့ကဘာတသိမ့်ပါရမီဖြည့်ပြီးတော့ဘုရားဖြစ်လာတဲ့အခါကျတော့မိမိခန္ဓာကြီးသုံးသပ်ပြီးတော့ဒီဘုံဒီနည်းနဲ့တတ္တဝါတွေအားတရားရည်အမြိုက်လိုက်တိုက်ကျွေးရရင်အနတ္တလက္ခဏာသုံးလို့ဟောပြီးတရားရည်တိုက်ကျွေးရင်အဲ့ဒါယောဂီလူသားတွေကတော့ဘုန်းကြီးအဲ့ဒီအနတ္တလက္ခဏာသုံးဟောတော့မှလူသားတွေဟောကြမပါနတ်မြမာတွေ60နှစ်ကလေးဓမ္မစကြာတရားဟောတော့78ကလေးပေါင်း80ကလေးပေါင်း80မက်ဖို့ရမယ်အရေးကိုတွေးပြီးတော့ဘုရားရှင်ဒီခန္ဓာ၅ပါးပဲလှည့်ပတ်ပြီးတော့ဟောတာအနတ္တလက္ခဏာသုံးကြတော့လည်းဒီခန္ဓာ၅ပါးပဲရူပံအနတ္တဝေဒနာအနတ္တသင်ညာအနတ္တသင်္ခါရအနတ္တဝိညာဏအနတ္တအခုဘုန်းကြီးတို့တတိပဋ္ဌာန်ကလည်းဒါပဲယောဂီရခန္ဓာ၅ပါးအာယတနာ7ပါးဓာတ်7ပါးဒီအပြီးတော့အသစ္စာ၄ပါးဒါကိုအကျိတ်ချက်ဟုတ်အဲ့ဒီလိုသိတော့တက်ယုံနေနာမှာပဲအကြောင်းနဲ့အကျိုးပါပဲဖြစ်တာနဲ့ပြတ်တာပါဖြစ်တာနဲ့ပြတ်တာကြည့်ပြီးအနိစ္စဖြစ်တာနဲ့ပြတ်တာကြည့်ပြီးဒုက္ခဖြစ်တာနဲ့ပြတ်တာကြည့်ပြီးအနတ္တဖြစ်တာနဲ့ပြတ်တာကြည့်ပြီးအတုပပဲဒီတရားဟောမှာဆိုတော့စိတ်သက်ဟောစိတ်သက်တာဒါဖြင့်အမျိုးမျိုးဘာကြောင့်လဲတတ္တဝါတွေကအမျိုးမျိုးရှိ
အနတ္တလက္ခဏာသုံးဟောမှကျွတ်မဲ့ပုဂ္ဂိုလ်ကိုအနတ္တလက္ခဏာသုံးတတိပဌာန်ဟောပြီးတော့ချုပ်မှကျွတ်မဲ့ပုဂ္ဂိုလ်ကိုတတိပဌာန်တတိပဌာန်မှာလည်းကာယ ानु ပတနာတတိပဌာန်ဟောပြီးကျွတ်မဲ့ပုဂ္ဂိုလ်ကိုကာယ ानु ပတနာတတိပဌာန်ဝေဒနာ ानु ပတနာဟောပြီးမှကျွတ်မဲ့ပုဂ္ဂိုလ်ကိုဝေဒနာ ानु ပတနာတတိပဌာန်စိတ်ဓာ ानु ပတနာနဲ့ပတ်သက်ပြီးဟောမှဒီတက္ကဒကမဒီနတ်ပြမာကကျွတ်မှဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုစိတ်ဓာ ानु ပတနာနဲ့ဖျားဟောဓမ္မ ानु ပတနာနဲ့ကိုဟောမှအကျဲကိုဟောမှဒီတက္ကဒကမဒီနတ်ပြမာကျွတ်မှပဲလေဘုရားရှင်ပြညာတော်ပေါ်လာရင်ဓမ္မ ानु ပတနာနဲ့ပတ်သက်ပြီးဟောဘုန်းကြီးတို့ကတော့အလုံးသိရိုက်ဘုရားရှင်ကတော့တစ်လုံးနှလုံးတမျက်နာလားဒီလိုဟောရင်ပြောရင်လည်းဘယ်နဲ့အကုန်လုံးအသာသုံးတာပထမဆုံးဟောတဲ့တရားနောက်တော့အခါလျော်သွားတော်တော်ကြီးညက်အချိန်ပေးတယ်ဒါပြည်တရားမြမပြည်သွားရတောင်ကျုံသွားရမြောက်ကျုံသွားရဘုရားရှင်အလုပ်ဟာတရားမှာတဏှာကြီးနဲ့15မိနစ်ပဲနားပေးရဉာဏ်နဲ့အချိန်ဟောဖို့ပြောဖို့ဒီအရေးတဲ့နဲ့ညာတတသရိယံလောကတသရိယံဗုဒ္ဓတသရိယံဆိုတဲ့သရိယ3ပါးကျင့်သုံးပြီးတော့ဘုရားရှင်တနေ့မှာတဏှာကြီးနဲ့15မိနစ်လောက်အနာပေးပြီးတော့ကျန်တဲ့အချိန်ဟာတရားနဲ့ပဲတရင်သုံးရတဲ့အချိန်တွေပါလို့ခေါင်းကြီးတို့ပြောကြလို့ပါတယ်အဲ့တော့တတိပဌာန်နေများနေတော့ကာယ ानु ပတနာတတိပဌာန်ဆိုတာကောင်းကနေခြေပြားအထိခန္ဓာနဲ့ပြောရတော့ယူွက်ခန္ဓာရုပ်တရားဆိုတာကမဆုံးနိုင်ရုပ်28ပါးလို့ဟောတော့လည်းပဲသဘင်ကြီးတဲ့ဘောအနေတော့သူသဘင်ကိုသဘင်သတ်တယ်နဂရီနဲ့လေးသားရှိတယ်လို့ပြောမြတ်လို့နှလုံးပါတယ်ရှိတယ်နှလုံးပါတယ်လူတွေရှိနှာခေါင်းရှာကိုအဲဒီနဲ့ပတ်သက်ပြီးဟောမှာပဲအကျဉ်းချုပ်လိုက်တော့ရုပ်နဲ့နာမ်ပဲအကြောင်းနဲ့အကျိုးပဲဖြစ်တာနဲ့ပြတ်တာပဲအိဋ္ဌဒုက္ခအနတ္တအတုပလမ်းဆုံးပြီးတော့အဘိဓါလို့ခေါ်တဲ့မတရားကြံစီလိုချင်တဲ့လောဘကြံစီလိုချင်တာမရတဲ့အခါကျတော့စိတ်မချမ်းသာတဲ့ဒေါမနတအဲ့ဒီကိလေသာတွေသသငြိမနဲ့ဖို့ရနိဗ္ဗာန်ဝင်ဖို့အတွက်ဘုရားရှင်သတ္တဝါတန္တတို့မဟာသတိပဋ္ဌာန်သုတ်တော်ကြီးကိုထုတ်ခေါ်ပြီးတော့ဟောတော်မူခဲ့ပါတယ်လို့နံပါတ်1သိပြန်ပြီးတော့အာနပါဏအာနဆိုအာနကတခုအပါဏကတခုအာနပါဏအာနနဲ့ပါဏဆွဲလိုက်တော့အာနပါဏအာနအပါဏအာနဆိုတာကထွက်တဲ့လေအပါဏကဝင်တဲ့လေထွက်လေဝင်လေအဲ့တော့လေထွက်သွားတော့ပိန်သွားတယ်ဝင်လာတော့ဖောင်းပိန်အဲ့ဒါကိုပါဠိတော်အနေနဲ့ဖောင်းပိန်ဆိုတာမရှိယထာယထာဝါကာယောပဏိဟိတောဟောတိတထတထနံပဇာနာတိဆိုတဲ့ဒီအဆုံးလေးကိုကြည့်ပြီးတော့ဖောင်းပိန်ဆိုပြီးတော့ဒီနေ့နေတမျိုးထွင်ပြီးတော့ဟောခြင်းမှာအာနာပါဏခက်လေဝင်လေယထာယထာဝါကာယောပဏိဟိတောဟောတိတထတထနံပဇာနာတိအဲ့ဒါကာယ ानु ပဒနာရဆုံးလာတယ်မသိအဲ့ဒါနေဖွင့်ကြည့်အဲ့ဒါဝေဒနာဟောအဓိကယောဟောတိယထာယထာဝါကာယောပဏိဟိတောဟောတိတထတထနာယထာယထာဝါကာယောပဏိဟိတောတိတထတထနာတိပဇာနာတိအနာလေးဗျာခင်ဗျာတို့အဲ့ဒီဖောင်းပိန်ဆိုတဲ့မာဇီရဲ့တရားကအဲ့ဒါကိုကြည့်ပြီးတော့ဘောဘာတိယထာယထာဝါကာယောပဏိဟိတောဒီဘုရားတော်ပါဠိတော်ရယထာယထာဝါကာယောပဏိဟိတောဟောတိတထတထနံပဇာနာတိတ
ထာသရဏောပါယောနိသဗ္ဗကာယောတိပိကာယ နုပတိပိဘုညာလည်းအလေးကျအဲ့တော့ထားတော့အဲ့ဒီပုတ်ဆုံးပတ်ဆုံးကိုယူပြီးတော့အဲ့ဒီဖောင်းပိန်ဆိုတာပြုလုပ်ပါလေမှန်ကနေမာဇီဆရာတော်မူတာတဲ့ရိတ်တာသေးကြီးကပါဠိထောက်ပြပါဆိုရင်ဖောင်းသွားတာပုဂ္ဂိုလ်တယောက်မွေးလာလို့ရှိရင်အတွင်းရှိတဲ့လေကအပြင်ပုတ်ထုတ်အတွင်းရှိတဲ့လေရှုဆိုထွက်ပြီးမှပြန်ပြီးတော့ရှုအဲ့ဒါကိုပတ်သက်ပြီးတော့အာနာအတွင်းရှိတဲ့လေကိုမဟုတ်ထုတ်အပါနာအပြင်ရှိတဲ့လေကိုရှုသွင်းအာနာပါနာဖောင်းပိန်ဖောင်းပိန်အတွင်းရှိတဲ့လေမဟုတ်ထုတ်လည်းမတော့တာမဟုတ်ထုတ်လည်းမတော့အတွင်းရှိတာကုန်သွားတော့ပိန်သွားရှုသွင်းမှတော့အပြင်ရှိတဲ့လေသွင်းမှတော့ဒါပဲတဲ့ဖောင်းအဲ့ဒါကြောင့်ဖောင်းပိန်ဖောင်းပိန်ဖောင်းနော်အတွင်းရှိတဲ့လေမဟုတ်ထုတ်ရင်ဘာဖြစ်မလဲပိန်သွားမှာအပြင်ရှိတဲ့လေရှုသွင်းရင်ဖောင်းသွားအဲ့ဒါကြောင့်ဖောင်းပိန်ဖောင်းအဲ့ဒါကတော့ရှင်းနေနောက်ပါပဲအာနာပါနာကိုပြောရင်တော့ပိန်ဖောင်းအဲ့ဒီလိုရှိပါတယ်ယနေ့ယောဂီတို့ဘုန်းကြီးတို့အဲ့ဒီမှာပါဠိကိုကြည့်လိုက်တဲ့အခါကျတော့ပဟံ၅ပါးကိုဘုန်းကြီးပြောဖို့ကြံတယ်ပဟံ၅ပါးရှိပဟနာဆိုတာပယ်တတ်ကိလေသာကိုပယ်တတ်တဲ့နည်းပယ်တတ်ဖို့၅မျိုးတရင်ကပဟနာတရင်ကဆိုတာတခဏပဟနာပယ်တခဏပယ်တဲ့ပဟံကိုတော့တရင်ကပဟံဝိခံပနပဟံကိလေသာဓမ္မအတော်ကိလေသာဓမ္မအတော်ကိလေသာဓမ္မအတော်ကြာမြတ်ပဲတတ်ကမကြဝိခံပနပမိကေပြဖို့ဒီမကကြီးရတော့မိကြီးမရှိဘူးလို့ထင်ရပြာလေးကဖုံးဒီလေးကြိုက်တဲ့ဆိုရင်အောက်ကမိကေကပေါ်တရင်ကပဟံဆိုတာကတော့ခဏလေးပယ်တဲ့ကိလေသာကိုအခုယောဂီတို့တရင်ကပဟံအပြင်ယောဂီတို့ပဲနေအိမ်ကိုတွေ့တာတဲ့တဏှာကိုယ့်ရဲ့မျက်စိကိုတွေ့တာတဲ့တဏှာဒါဟာအဘိဓါအဲ့ဒီအဘိဓါကြီးခဏခေတ္တငြိမ့်ပြီးတော့ယောဂီတို့ဒီလာနိုင်တယ်ဥပမာသာဝနေရေအတွက်ပြည့်စုံရှိအိမ်ရှိတဲ့အိုးရှိနေဆိုလို့ရှိရင်မိကြောက်ရအခုဆိုလို့ရှိရင်ပြည့်ရေကြောက်ရေမိတကောမွေကံဇုံးနဲ့ဆိုတဲ့အဖြစ်တရားတွေကိုခိတ္တခဏမိမိတန်တာမိမိရဲ့ပြည့်စုံအဖို့တွေ့တာတဲ့အဘိဓါဆိုတဲ့ဝိရပြည့်စုံမတွေ့တာမှနဲ့ဆိုလို့မရဘူးဒါခဏခိတ္တဖြတ်ခဏခိတ္တရတင်္ဂါလိဖြတ်နေတာကိုဒါသူတော်ကောင်းဘယ်ဘဝမှမဖြတ်နိုင်ကိုယ်သားနဲ့ခွဲပြီးတော့အခုတော့လေးကျင်ငန်းကိုရတာဟုတ်ဘုန်းကြီးတို့ငယ်တုန်းကတော့အသက်ရွယ်ငယ်ရဲ့ဘယ်မှသာခြင်းတိုင်းမပွတ်ဘယ်ကြောင့်မှမပွတ်အခုတော့သွားအခုကြောင့်မြန်မာပြည်တော်မဟုတ်ဘူးမဲ့ဒီကဘာအတိပတ်မှအန်ကြမှာဘုန်းကြီးကငယ်ငယ်အစားရအောင်ရောက်အဲ့ဒီလိုသင်တန်းနဲ့ပါနေအဲ့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း30-40လောက်ကစပြီးသူတို့ကရန်ကုန်ကနိုင်ငံခြားထွက်ရမှာအချိန်တန်းကမိအဲ့ဒါကြောင့်နိုင်ငံခြားဘယ်မှာနေတော့သာသမီကြီးအတွဲမွေးနေ့စသည်ဖြင့်သူတို့ကဂုဏ်ယူကြအခုဘုန်းကြီးတို့ရဲ့ဒီဘက်မှာကနိုင်ငံခြားသွားတယ်မကြဘူးအဲ့တော့ကိလေသာဆိုတာကအဘိဓါဆိုတာကဝိဓဝရ
ကိုယ်သားမှုလို့ချစ်တာပေါ့ကိုယ်သမီးကိုချစ်တာပေါ့ကိုယ်ပြည့်စုံမှုလို့ချစ်တာခင်တာပေါ့အဲ့ဒါအဘိဓါတကယ်ကပြည့်စုံဆိုတာလည်းပဲအနိစ္စဒုက္ခအနတ္တအေးသာဆိုတာလည်းအနိစ္စဒုက္ခအနတ္တကိုယ်ပိုင်နာပြချင်းကြပြတ်တာဆင်းရဲခြင်းဆင်းရဲတာပဲအေးခိုင်မာမှုမရှိတော့အေးတခါတည်းပဲငယ်တော့ကအယုံနဲ့ဟောလာအချိန်နဲ့ပြောင်းရေခဲတုံးလေးနဲ့ဘုန်းကြီးသိသဘောကျရှေ့မှာရေခဲတုံးငါတို့ချတဲ့နှစ်သုံးလေးငါယူဘခန္ဓာဝေဒနာခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာအေးဘေရေတုံးမှမပြတ်တဲ့ရေခဲတုံးမရှိဒီလိုပဲခန္ဓာယူဘခန္ဓာကလေးဖြတ်ပြတ်ဝေဒနာခန္ဓာကလေးပြည့်သင်္ညခန္ဓာကလေးပြည့်သင်္ခါရခန္ဓာကလေးပြည့်ဝိညာဉ်ခန္ဓာကလေးအဲ့တော့ယသဗ္ဗေသင်္ခါရအနိစ္စပါကွာမြဲပါသဗ္ဗေသင်္ခါရဒုက္ခပါကွာဘယ်ခန္ဓာမှာဘယ်အာယတနာဘယ်ဓမ္မဤချမ်းသာတဲ့ခန္ဓာယတနာဓာတ်ရမရှိသဗ္ဗေဓမ္မာနတ္တခန္ဓာယတနာဓာတ်လို့ပြောတော့လည်းပဲခိုင်မာမှုအတ္တဘာမှမရှိဘူးအေးအတုပကြီးပါပဲဖြစ်ပြီးပြတ်မှတော့ဘာမှတုပမရှိပါဘူးလို့ခန္ဓာကပြအဲ့ဒါကိုအဝိဇ္ဇာကဖုံးထားတော့တတန်တရားလုံးမမြင်တဲ့ဘုန်းကြီးတို့ရဲ့မိုက်လုံးအေးအချိန်တိုင်းလည်းပဲအဝိဇ္ဇာကအေးအိဋ္ဌဒုက္ခအနတ္တကြီးပြမသိအိဋ္ဌဒုက္ခအိဋ္ဌဒုက္ခအတ္တတုမသိုံလေးနဲ့မကဘူးသူကမမြဲပါဘူးပြောတယ်ကိုကမြဲတယ်အိဋ္ဌသူကသိရနေတယ်ကိုကဒုက္ခသူကခိုင်မာမှုမရှိဘူးကိုကအတ္တသူကတင်းတယ်မှုမရှိဘူးကိုကဒုက္ခဆိုတော့အဲ့ဒါကြောင့်မြတ်စွာဘုရားဟာဒီလူတွေပဲနဲ့တရားဟောမှာတော့ပါငါအိဋ္ဌလိုပဲဘုရားဖြစ်တော့မြင်သူတို့ကအိဋ္ဌလို့ထင်ငါဘုရားဖြစ်တော့ဒုက္ခအေးဒုက္ခလို့မြင်တယ်သူတို့ကဒုက္ခလို့မြင်တယ်ငါဘုရားဖြစ်တော့ကြည့်လိုက်တော့အနတ္တလို့မြင်တယ်သူတို့ကအတ္တလို့ထင်တယ်ငါဘုရားဖြစ်လိုက်လို့ကြည့်လိုက်တော့31ဘုံလူနတ်ပြမတတ္တဝါမရှိအတုပတွေသူ့နေတာလို့မြင်တယ်ရှောင်းမြောင်ကြီးကိုဆန့်ကျင်အဲ့ဒါရဆန့်ကျင်ပြည့်ရတည့်ရကိုကပြည့်လဲဆိုရင်အဲ့ဒါအဝိဇ္ဇာပြောရရင်တနည်းအဝိဇ္ဇာတနည်းအားဖြင့်ပြောရင်တော့ဒါမောဟပိတ်ဖုံးအဲ့ဒီအဝိဇ္ဇာဆိုတဲ့မောဟပန်းပြီးတော့အေးအတိလေးတွေဝင်ပြီးတော့တတန်တရားလုံးကသင်ခဲ့တဲ့နေစာပြင်းမမြဲပါတတန်တရားလုံးကသင်ခဲ့တဲ့ဒုက္ခချမ်းသာမှုမရှိပါတတန်တရားလုံးကသင်ခဲ့တဲ့အတ္တခိုင်မာမှုမရှိဘူးတတန်တရားလုံးကသင်ခဲ့တဲ့တုပတကယ်ညာနဲ့လိုက်ကြည့်လိုက်တော့အတုပပဲလို့ဒသအဝိဇ္ဇာခွာပြီးတော့အဝိဇ္ဇာတိမ့်သလားလို့အေးအနတ္တလက္ခဏာသုံးနည်းနဲ့တစ်မျိုးတတိပဋ္ဌာန်နည်းနဲ့တစ်မျိုးပဋ္ဌာန်နည်းနဲ့တစ်မျိုးအမျိုးမျိုးဘုရားကခွာချပေးတာကိုယောဂီတို့ဘုန်းကြီးတို့ကလေးလေ့လာကြရအဲ့ဒါကြောင့်ဗုဒ္ဓဂုဏအနန္တောတတန်တရားလုံးကအေးနေသာဒုက္ခအတ္တသူ့ဘာလို့သင်ခဲ့တယ်သင်လောက်အောင်ပိတ်ဖုံးထားတဲ့အဝိဇ္ဇာဒုံကြီးကိုဧတသပပပြီးတော့ဝိဇ္ဇာနယ်ပဲဧတသပိတသရောက်အောင်ဟောပြဆုံးမသွန်သင်ပေတတ်သောမြတ်စွာဘုရားမယံတပိတော်တို့သည်တရဏံ900ကွဲရအထယဖူ၍ဣစ္ဆာမတိမသိကကြပါကုန်တော်သည်ဘုရားအေးယောဂီတို့ကိုယ်ငါထွက်ခြင်းသည်ငါထွက်လာတာမဟုတ်သူထွက်လာတာမဟုတ်အတိတ်ကဘောကဓမ္မနဲ့ပတ်သက်ပြီးတော့ပျော်မွေ့သင်သလောက်ပျော်မွေ့တဲ့ပါရမီဓာတ်ပါလို့ညာယီပိုင်းအိမ်နဲ့ပွားနေတာအိမ်ဆိုတဲ့တာယာတရားနှစ်သက်စရာငါအိမ်ငါသားငါသမီးငါချွေငါလူငါကြိုက်ငါကငါစပိန်ငါဆိုင်ကဲ
အိရှိတာတခုမှငါမပါရမပါအေးသာဝလေးလည်းမလုံးရမလေးဒီသာဝနဲ့ကတည်းကဘယ်မှအထီးပဲအားရငါဟာငါပဲလူပဲထားတာငါပဲလူစုထားတာအဲ့ဒါကြောင့်အိမ်လုံးငါကြည့်တဲ့ပြည့်နေတဲ့အေးအဘိဓါအဲ့ဒီငါတို့တဲ့ပြည့်စည်တွေကိုတာယာဆွဲလန်းပြီးတော့တက်တက်နေတာအဘိဓါလောဘအေးအဲ့ဒီအဘိဓါလောဘတွေရှိပါလျက်နဲ့ခဏကိတ္တအေးကဲချစ်ချင်လို့ဖြည်းဖြည်းပါဝမ်းထွက်လာနိုင်တာတဏှာကြီးတဏှာကြီးထွက်လာနိုင်တာဒီကတော့ထွက်အေးအဘိဓါဒီဟူသောလောဘတော့ထွက်ပြီးတော့လာခြင်းအေးတလာလာနလာလာဆိုတော့တခဏဒါကြောင့်9ရက်စက္ကန့်နေတရားစက္ကန့်အေးထွက်တယ်အဲ့ဒါတိုးထွက်တယ်ကိုယ်ရသမယသီဝဥစ္စာအပေါ်မှာနှစ်သက်တဲ့တဏှာဆိုတဲ့အဘိဓါအဲ့ဒီအဘိဓါတွေကိုမျိုးသိပ်ပြီးတော့အောင်အေးပြီးတော့တရားနဲ့ပျော်မွေ့နိုင်တယ်ဆိုတာအဲ့ဒါတခြင်းကပဟံတခဏတရင်ကဆိုတာတခဏလေးပဟာနာကကိလေသာကိုပယ်လိုက်တရင်ကပါအေးကိလေသာဓမ္မခဏတတ္တမပ္ပါတရင်ကပါအေးအိနေပန္တပိလောဘဒေါသမောဟတွေကဲမင်းဝါမင်းတို့ဖြစ်တယ်လို့နေဟိရမောင်နေဟိမှာပြီးအခုတော့ဒီအရေကတော့ဘုန်းကြီးတော့ဆက်ချင်တာလေအရင်တော့ကတော့ဘုန်းလည်းမရှိဘူးနော်အေးဟာနောက်ကိလေဓမ္မအတော်ကြာမြတ်ပေတ္တကခေါ်ကြဝိသပနာပဟံအေးမိမိတဏ္ဍာဖြစ်နေတဲ့လောဘဒေါသကိလေသာတွေကိုအတော်ကြာကြာပေတ္တနိုင်တဲ့ပဟံကိုတော့ဝိခံပနာပဟံအေးအရဂရဇိအများကတော့ဒီမြက်တွေပေါက်နေတဲ့နေရာကြောက်ခဲနဲ့ကြောက်ဖြာနဲ့ဖိလိုက်အေးတန်းမြန်နေတဲ့ကြောက်ဒီနေ့တန်းမြန်နေတဲ့မြက်တွေတသနဲ့ဖိပြီးတော့ညှို့ပြီးတော့တွန်းတယ်မိမိတန်တန်တရားလို့မဆိုတာဘုန်းကြီးတို့တန်တန်ပင်လေရည်တွေတောက်မရဘူးသမုဒ္ဒရာတွေတောက်နေတွက်နေတိုင်းစုအေးတော်ဒီပေါ်ကြီးတဲ့တမန်နဲ့မိလောက်ပြားတွေစုနေလေးရရှိတဲ့အေးတမန်တွေကိုမိလောင်ပြီးတော့ပြားဖြစ်ပြီးတော့ပြားနဲ့ရည်နဲ့ရောပြီးတော့နောက်ဆုံးသမုဒ္ဒရာတွေသွားဆိုင်အဲဒါကြောင့်သမုဒ္ဒရာတွေရှိတဲ့ရေဒီအနမတကတန်တရာကသပြီးသုလာတဲ့ပြားတွေရဲ့အစုအဝေးရေကြီးဖြစ်လို့တောက်မရအဲ့ဒီလိုပဲဘုန်းကြီးတို့ရဲ့ခန္ဓာကြီးကမျက်စိကနေပြီးတော့လူကျင်တဲ့လောဘဒေါသမောဟတွေသွင်းနာကသွင်းလိုက်နှာခေါင်းကသွင်းလိုက်ရှားကသွင်းလိုက်ကိုယ်ကသွင်းလိုက်တွေးပြီးသွင်းလိုက်ဘုန်းကြီးတို့ရဲ့ခန္ဓာကိုယ်ကြီးဟာခေါင်းကနေခြေပြားအထိလူလို့သာပြောတယ်ပြည့်နေတာကတော့လောဘဒေါသမောဟကိလေသာတောက်မရလားမေနဘုဏကပ်မရလားကိလေသာဒုံကြီးပင်လည်းရတော့အငန်နေဖုံးဘုန်းကြီးတို့နိဗ္ဗာန်ဝင်လို့မရဘူးမဲနဲ့ဖို့မရဘာကြောင့်လောဘတွေပြည့်ဒေါသတွေပြည့်မောဟတွေပြည့်မာနတွေပြည့်အေးဘယ်လောက်ဒုတွေရှိတယ်ဆိုတာဘုရားမှာပဲမှတ်လို့ရအေးဒါပေမဲ့လို့ဒီနေရာတဏှာကြီးထိုင်နိုင်တာနေတိုင်းလမ်းနိုင်တာကိုဘုန်းကြီးတို့ကံရိပ်ကိုဉာဏ်ရိပ်နဲ့ကြည့်အေးအနာရဲတော်ကိလေသာတွေရှိဒါပေမဲ့ဒီကိလေသာကိုတရေကပဟံအားဖြင့်နာယီဘိုင်းအားဖြင့်ကိုယ်အိမ်နဲ့ကိုယ်ကိုယ်ရွှေနဲ့ကိုယ်ငွေကိုယ်သားနဲ့ကိုယ်သမီးကိုယ်စီးပွားကိုခွဲပြီးတော့တဏှာကြီးထိုင်နိုင်တာဒီတရေကပဟံအားဖြင့်ဘယ်ဘဝမှမခွဲနိုင်တဲ့ကိလေသာအေးမခွဲနိုင်တဲ့အေးကိလေသာကာမနဲ့ခွဲလာပါလေဒါကိုပဲကိုမနုဿတ္တဘာဝဒုံလည်းဘယ်ဘဝဘယ်ကာမကိုယ်အိမ်ကိုယ်အိုကိုယ်စီးပွားကိုယ်သမယနဲ့မခွဲနိုင်တာ
တရင်ကအပြည့်ညနေတိုင်းခွဲပြီးတော့နေနိုင်တဲ့တရင်ကပဟံအပြည့်ပဲတတ်နိုင်တဲ့ယောဂီအပေါင်းတို့ကောင်းတို့လူပြည်လူဌာနလူရဲ့လူဖြစ်ရခြင်းသည်အဲ့ဒါဒုံလည်းဘောအနော့အလုံးကိုရာခဲ့ဖြစ်ခဲ့လာတဲ့ဘဝရကြည်ပြီးနေပါတော့ဤဣတိဧဝံဤသို့ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်သည်ဣမံဓမ္မဒေသနာဤတရားဒေသနာတော်မြတ်ဤကိုဒေသေတိကရုဏာတော်ခြေဓမ္မိတာတော်အားဖြင့်ကောင်းစွာမသွေမိန်ကြားတော်မူခဲ့ပါပေတည်းတဏှာဤသခန်းနဲ့9ရက်တို့တလားဒါဆိုရင်ပြတာဝိက္ခပနတော်ကိုပယ်တတ်မိခင်ပြဖို့လေးတိုက်လိုက်ရဲ့အပေါ်မိဖို့ပုံထားတဲ့မိခင်လေးပေါ့အချိန်လေးကတောက်အဲ့ဒီလိုပဲဘုရားနေ့ကသရိတ္တယတိဒီပေါင်းလာပေါင်းများမြေကျိုးမိုးပြဝိက္ခပနပဟံအပြည့်ခန္ဓာမှာရှိနေတဲ့ကိလေသာကိုတကားတည်းပဲဇာနဲ့ပယ်ပြီးထားဝိက္ခပနပဟံမိခဲ့ပြဖို့ဘုဒ္ဓလက္ခဏာဒေဝီဤခန္ဓာကိုအလှမြင်ရတဲ့အခါကျတော့လာတော့ကတော့မြေရှိုးမိုးပြောင်ပြီးလာခဲ့ပြန်သွားတော့ချိတ်ချင်းပြန်သွားရင်အဲ့ဒါမျိုးဝိက္ခပနအလဟံဒီဟိုကြောင့်မသိပြီးတော့ဇံပြန်တဲ့ကိုယ်တော်တွေကများအဲ့ဒါကြောင့်မလို့ကိုရင်သေးဇံမကစားနဲ့ဓမ္မညညမယ်အဲ့ဒါဒီဟိုကျွန်းရဲ့သမိုင်းသဘပရှာလှမ်းလို့ရှိရင်ဖြစ်ကောင်းငင်ကကိုယ်တော်တွေကဇံပြန်နေလို့အဲ့ဒါအောက်ကဇပတရားမချောက်ဘူးလို့တောင်းမှအင်းသာလာအောင်ဒီဝကျွန်းရှိကြတယ်ဘုရားများဇံကစားကြတဲ့အတွက်မျိုးသမီးများပြင်းမဲ့အတွက်တပါးလှမ်းတော်တဲ့တခါမချောက်ဖြစ်ပြီးတော့နေပါလေကိလေသာဓမ္မဘယ်ကာလမြတ်မပေါ်ရအောင်ပယ်တတ်မှတ်ပါသမုတ်စေတပဟံပါအနာမတေကသံဃာကသာပြီးဘုန်းကြီးတို့ခန္ဓာထဲမှာကိလေသာ10ပါးတွေထပ်နေတဲ့ကိလေသာ10ပါးတစ်ပါးမှမကြံအောင်ပယ်တတ်ပြစ်တာဒီမလေးပါနောက်ဆုံးအရဟတမအဲ့ဒီအရဟတမဓာတ်တန်လျက်ပြတ်တန်တရားလုံးကပါလာတဲ့ကိလေသာဒုကြီးကိုပယ်တတ်ပြီးပြစ်လိုက်တဲ့အခါကျတော့ကိလေသာမရှိတော့ကိလေသာဓမ္မဘေကာလမြမပေါ်ရအောင်ပယ်တတ်နိုင်တာမှတ်ပါသမုစေတပဟံနာနာမင်းသားရံတာဖြစ်တယ်မနဲ့လို့ရလူတွေကြီးကကြီးအဲ့ဒါကြောင့်အိမ်များအမှုပါပါလေးမိုးထားရင်ကွာမိုးကခဏခဏယူတယ်အိမ်အမိုးကိုလုံးချုံမိုးထားရင်အတွင်းနေတဲ့ပုဂ္ဂိုလ်ချမ်းသာတတ်လို့မိမိခန္ဓာကိုယ်မှာကိလေသာမိုးကဖြောင်းရွာနေတယ်အဲ့ဒီလိုတတိဓမ္မဝိရိယဆိုတဲ့မဂ္ဂင်5ပါးနဲ့ခန္ဓာမှာရှိတဲ့ကိလေသာတွေပယ်တတ်ပြီးတော့နောက်ဆုံးမဂ္ဂင်7ပါးပြည့်ပြီးတော့မဂ္ဂင်7ပါးပြည့်ပြီးတော့ယဟန္တာဖြစ်အောင်အိမ်အမိုးလုံးမချမ်းသာမှုဖြစ်မယ်လို့မြတ်ဗျာတိနိရောဓန္တအားဟောတဲ့ဒေသနာအတိုင်းကိလေဓမ္မဘေကာလမြမပေါ်ရအောင်ပယ်တတ်ဤရာမှတ်ပါသမုတ်စေတပဟံပါကိလေဓမ္မပယ်ကိလေဓမ္မပယ်တတ်မဲ့ပြပေါ်စိတ်ပြကိလေငြိမ်းရာခံစားနေပြန်မှတ်ရပฏิပတ္တိပဟံပါကိလေသာကိုမဲ့နဲ့တတ်
ခန္ဓာကိုယ်မှာမဲ့တွေကိလေသာတွေမရှိတဲ့ချမ်းသာမှုကိုဖို့စိတ်နဲ့ပြန်ပြီးတော့ခံစားတာအလားတမပဝင်စားပြီးတော့နေပฏิပတ္တိပဟမပฏิပတ္တိပဟမကိလေဓမ္မပေတမဲ့ကိလေသာကိုပယ်နေတာဖို့မပယ်နဲ့မက်ကပဲပယ်မဲ့ပယ်ထားလို့ခန္ဓာမှာကိလေသာမရှိရတာဖြစ်ပြီးတော့ပေါ်ပေါက်လာတဲ့ကိုယ်စိတ်ကိုပြန်ပြီးတော့ငါရဲ့တဏ္ဍကိလေသာတွေမရှိတော့ဘူးအနာမတက်ကတန်တရားကအပူတွေခန္ဓာမှာပြည့်ငြိမ့်သွားပြီလို့ကိုယ်စိတ်နဲ့ပြန်ပြီးတော့သုဒ္ဓဆင်းခြင်းခံစားပြီးတော့နေတာပฏิပတ္တိပဟမကိလေလွတ်ပြန်နိဗ္ဗာန်ကိုသာအာယုံပြုတာမြတ်မပြုကနေသည်မှာမတ်ပါနိတ္တရဏပဟဟိုကဖလားသမပအခုနိရောဓသမပမနဲ့တတ်ပြီးတော့ခန္ဓာမှာအကိလေသာမှမရှိဘာကိလေသာမှမရှိတော့နိဗ္ဗာန်ဆိုတာကပေါ်တာနိဗ္ဗာန်ဆိုတာပေါ်လာတယ်ဘာဝရိတ်တိုင်းပဲရှိရပြဘာမှမရှိတဲ့နေတော့ကတက်တို့အနေရွတ်တို့ပေါ်လာတတ်တို့ကိလေသာမရှိတော့ဘူးလို့ဆိုရင်ဖြင့်မနဲ့တတ်လိုက်တော့ကိလေသာကုန်သွားကိလေသာလည်းကုန်ရောနိဗ္ဗာန်ကတခါတည်းနှမ်းပြီးတော့မြင်လို့ရလောကုတ္တရစိတ်ဓာနိနိဗ္ဗာန်ရမဏနိတိသောတာပတိမရလို့ရှိရင်နိဗ္ဗာန်ကိုမြင်နိုင်သောတာပတိမသောတာပတိဖို့ရရဲ့အဲ့ဒါနိဗ္ဗာန်ကိုနှမ်းပြီးတော့မြင်လို့ရသဂရဂမိမနဲ့သဂရဂမိဖို့ရရင်နိဗ္ဗာန်ကိုမြင်လို့ရအနာဂမိမနဲ့အနာဂမိဖို့ရရင်နိဗ္ဗာန်မြင်လို့ရအရဟတမနဲ့အရဟတဖို့ရရင်နိဗ္ဗာန်ကိုမြင်လို့ရအဲ့ဒါဘုန်းကြီးဥပမာပြနေကြအမေကြီးထိုင်ပြီးတော့မျက်မှန်ကြီးနဲ့အမေကြီးမြင်ရင်မြင်ပါရဲ့ခေနောက်ကသမီးကြီးကအမေမြင်ရင်မြင်ပါနောက်ကသမီးကမေးတယ်အမေမြင်ငါလည်းမြင်ပါရဲ့နောက်ကသမီးကမေးတယ်အမေမြင်မြင်ပါရဲ့နောက်ကမိကြီးကမေးမြင်ပါရဲ့အမေကြီးမြင်တာသည်နောက်ကသမီးကြီးမြင်တော့မမြင်ဒီဝိရကအစစ်သမီးကြီးမြင်တာဒီသမီးလက်မြင်သလားမမြင်သမီးလက်မြင်တဲ့ဒီဝိရကအစစ်ဒီညီကလေးမြင်တာနဲ့အတူအားကဖွက်ပေါ်တော့မျက်စိနိဗ္ဗာန်ကတော့တစ်မျိုးတည်းပဲဒီဝိရကအစစ်ကတော့တစ်မျိုးတည်းပါပဲမြည်အမေကြီးမှမှုံပေးတာတို့သမီးကြီးမှလင်းလာတာတို့မရှိဘူးမိဖွင့်လိုက်ရင်ဒီဝိရကအစစ်ကတင်းစုပ်ပေါ်တယ်ဒါမှမဟုတ်ကြည့်တယ်အမေကြီးရဲ့မျက်စိသမီးကြီးရဲ့မျက်စိသမီးလိုက်ရဲ့မျက်စိမိရဲ့မျက်စိသူတို့ရဲ့မျက်စိအားကပွားသွားလို့ဒီကုတဲ့ကအချင်းတက်မြင်ရမှာပွားနိဗ္ဗာန်ကတော့ချင်းဆိုနိဗ္ဗာန်ပဲဒါမှမဟုတ်သောတာပတိမေဖို့နဲ့ကြည့်တယ်မြင်တဲ့နိဗ္ဗာန်ကခတ်မှားမှာသဂရဂမိမေသဂရဂမျိုးနဲ့ကြည့်တယ်မြင်တဲ့နိဗ္ဗာန်ကကြည့်တယ်ပိုးတော့ချင်းအနာဂမိမေအနာဂမိဖို့နဲ့ကြည့်တယ်မြင်လုံးနဲ့မြင်တဲ့နိဗ္ဗာန်ကြောင့်ကြည့်တဲ့ပို့တယ်အရဟတမေရဟတဘုရထားတဲ့ရဟန္တာရဲ့တန်တန်အရဟတမေရဟတဘုဒီတော့ထင်းနေတာတဲ့ဘုရားရဲ့ရဟတမေရဟတဘုကတော့ပို့ထင်းအဲ့ဒါကြောင့်ကိလေလွတ်ပြန်နိဗ္ဗာန်ကိုသာအာယုပြုမျက်မှောက်ပြုကနေသည်မှာမှတ်ပါနိတ္တရဏပဟံကိလေသာဝတ်မှထွက်မြောက်ပြီးတော့ဘာဒုက္ခမှမရှိတဲ့အအေးတဲ့နိဗ္ဗာန်ကိုနိရောဓသမဘဝင်စားပြီးတော့အာယုပြုပြီးတော့နေနိုင်တာဟာနိတ္တရဏပဟံမှာအဲ့ဒါကြောင့်တရင်ကပဟံဝိခံပနပဟံသမုစ္စေဒပဟံဒီအပြီးတော့ပฏิပတ္တိပဟံနိတ္တရဏပဟံဆိုပြီးတော့ပဟံ၅ပါးနဲ့ဘုရားယနာအရိယာမြတ်ပဲတတ်ပြီးတော်မူကြဘုန်းကြီးတို့ကတော့အခု
တရင်ကပဟံမဝိကမ္ပနာပဟံဖြစ်ဖို့အဲ့ဒါဘုန်းကြီးတို့သမ ्याना လေးလေးတရားပြန်ပြီးတော့အဲ့ဒါအလုံးလောက်မှကြည့်ဘေကဝေယံတို့ဣဒဣသာသနာတော်၌ဘေကုယဟံသည်အာတာပိရူပကာယကိုအာယုပြည့်ပြည့်ဖြစ်သောကိလေသာကိုလွန်စွာပူပန်စေတတ်သောသမ္မပဒံလုံးလာရှိသည်ရှိပြီးသမ္မပဒံဆိုတာကြီးမားတဲ့ချက်တန်တဲ့ပရိအယုပဲကြည်ကြည်အရေးပဲခန်းခန်းအသားပဲပြန်ပြန်မန္တန်တသောဇာနာရုဇာအဋ္ဌိဇအဝတုတ်တုဆိုတဲ့အတိုင်းအဲ့ဒီအသားပဲကြံစီတော့ကွာဒီနေရာမထရသော်ပြမျက်ရှိစုပ်ကျဲငါဘုရားမပြမချင်းဒီကထားဖို့မထားတော့ဘူးဘယ်ပြမဘယ်နဲ့မှလက်တော့မှလို့မရထားလို့ဒိဋ္ဌံလိုက်ဒိဋ္ဌနာဘာလဲဆိုရင်ဝရိယကြီးမားသောဝရိယကြီးမားသောတတိကြီးမားသောပညာပဲငါဘုရားမဖြစ်ရင်မထားတယ်ဒါပဲလို့အားလျက်ယူလာဘုရားဖြစ်မဲ့နေကိုအားယူနေတာကိုကြီးကဘုန်းကြီးတို့ဝိညာဉ်လက္ခဏာကိုယုံကြည်တာကဣတိယရဲ့အငွေအသက်တွေကဘုရားကစဟာပြီးတော့ငါဘုရားဖြစ်မှလားမသိဘူးခဏကျွေခွက်တော့မျောကြည့်အောင်မှပေးဟုတ်လားသုဒ္ဓတာတုကနဲ့နုကနာဆွမ်း40ခုလို့ဖုံးပေးကျွေခွက်ကြည့်ရလဲဘယ်သူမှပေးလို့မဖြစ်မြေထဲတော့မျောအာယုံတို့ငါဘုရားလည်းမဖြစ်ဘူးဘုရားဖြစ်မှလားမဖြစ်မှလားဒိဋ္ဌံပြီးတော့ဒီရွှေခွက်မျောနေငါသည်ဘုရားဖြစ်ပြီဧကမှန်ပါတော့တောင်ကနေမြောက်သိနေတော့မြေကြီး၌ငါရဲ့ရွှေခွက်သည်မြောက်မှတောင်သို့ဆန်တက်ပါစေတည်းဘုရားဖြစ်မယ်ဆိုရင်အဲ့ဒါခွက်ကလေးကတောင်ကနေမြောက်သိနေမြောက်ကနေပြီးတော့တောင်မတိရေချမ်းလေးချမ်းနေတဲ့ဘုရားဖြစ်လာတယ်ဘုရားတော်ဖြစ်လို့တဲ့နည်းနည်းပြုံးနော်ဘုရားဖြစ်မဲ့နေကိုမသိသေးဘူးယောဂီအဲကြောင့်ယောဂီတို့ကလည်းဒီလိုလိုပဲနည်းနည်းပဲနည်းလားလုပ်နေတာယောဂီတော်တို့ရဲ့အစဉ်လေးကဘယ်လောက်ရှိမလဲအဲ့ဒါဘုရားလည်းမသိဘူးနော်ဒါကြောင့်တရားအထုတ်နေတာကြားတယ်ဘုန်းကြီးတော်သွားပြီဘုန်းကြီးလည်းဘုန်းကြီးဆက်ဘာတရားမှမသိဘူးတရားပြည့်မဲ့နေကိုမသိဘူးဒါနဲ့ဘောဓိပင်မျက်ရှိစုပ်ကိုင်းတောင်ဘက်ကသွားတယ်တောင်ဘက်ကရတော့မြောက်ဘက်ကထောင်းဒီနာတော့ဖြစ်လို့သေးပါအနောက်ဘက်ကမျက်ရှိစုပ်ကိုင်းမတ်တိုက်ရအရှိဘက်ကထောင်းဒီနာလည်းဖြစ်လို့မြောက်ဘက်ကရတောင်ဘက်ကထောင်းတော့ဒီနာလည်းဟုတ်သေးအရှိဘက်ကခြေစုံရမ်းလိုက်တော့မြေကတော့ညီးသွားဒီနာဖျက်ဖြစ်လို့တဲ့နေရာဖြစ်လိမ့်မယ်အ내ကလည်းရွှေကတခါတည်းတောင်းကြီးကိုဆန်တက်အရာဖြစ်မယ်မြေဖုတ်လို့ဒီနာလုံးလိုက်တော့လည်းမှန်ပြင်းလို့ငါရက်လိုက်တာဒီအရှိပဲရက်လိုက်တာမှန်မြင်လို့ညီးသွားဖျက်ဖြစ်လို့မှန်ဆနေရသေးတယ်ဘုန်းကြီးတို့ငယ်တော့ကတော့သာရှိလို့ဖတ်လိုက်အခုတော့ဟုတ်အလိမ္မာသမ္မာရှိယောဂီတို့ပြောခြင်းဟောခြင်းနာခြင်းကိုဘုန်းကြီးစဉ်းစားစဉ်းစားတဲ့နေ့လမ်းတွေကလည်းအသက်50ကျော်လောက်ကအသက်40ကျော်လောက်ကသာရှိခဲ့တယ်ဒီနေ့ဒီလေရေးတော့မှာနယ်လာကြီးသာကြတဲ့ဝိနည်းတို့စုံနေပါအဲ့ဒါကိုယ့်ရဲ့ဉာဏ်ပြီးတော့စဉ်းစားနေတာစဉ်းစားနေဒီနေ့လည်းပဲဗောဓိပင်ယောဂီတို့လည်းဖတ်ဖို့ပါဘုရားအဲ့တော့ငါငယ်တော့ကတော့သာရှိတဲ့အတိုင်းဖတ်တာဩဘုရားဖြစ်မနေတော့ငါဘယ်အချိန်ဖြစ်မယ်ဘုရားဖြစ်မယ်မသိဘယ်နာဖြစ်မယ်မသိသေးပါဟာယောဂီအဲ့ဒါကြောင့်ပုဂ္ဂိုလ်ကိုပေါ်လာရင်လေဘုန်းကြီးတော်မေဥမထင်နေဒီတော်တို့တရားတို့လည်းပဲနေဖလားတင်တဲ့လာတဲ့ပဲနေဒိဋ္ဌဝနေများမဲ့ပေါ်နေများတပည့်တော်တို့နီးလားနီးတော်နီးဘလောက်နီးတယ်လို့တော့ဘုန်းကြီးပြောတယ်
နီးအေးလှမ်းနေတဲ့ချက်လှမ်းနေရင်အေးမင်းရဲ့ပန်းတိုင်နဲ့နီးအိမ်ပြန်ရင်လည်းလူချက်တလက်မှမလာရင်အိမ်ဘယ်တော့မှမလာကျောင်းလာရင်လည်းလူအိမ်ကချက်တလက်မှမလာရင်ကျောင်းမရအဲ့ဒါကြောင့်ယောဂီဒီနာထိုက်တာကိုထောက်ရက်တည်လာတာများတာကိုထောက်ရနိဗ္ဗာန်ကြီးတော့ပြင်းနေပါလေဘယ်နေ့ဘယ်နာရီပဲချိန်ရမယ်ဆိုတာလေးသိမ့်တဲ့ကဘာတဲ့သိနိဗ္ဗာန်ကိုပြည့်ခဲ့တော့ဖရာတရားတစ်သက်တရားသုံးခုသုံးနာပြီနေအထိငါနိဗ္ဗာန်တော့ပြည့်နေနိဗ္ဗာန်ပဲတော့မြင်မှလဲလို့ဟောဒီပင်အရှိပဲရတော့ကိုမသိသေးဘူးနော်သိတယ်ဒါနဲ့အတုအဲ့ဒါအာတာပိဒုစသောဝိအယုပဲတည်ကြည်အရေးပဲခန့်ခန့်အသားပဲကုန်းကုန်းငါဒီနာကမထားတော့ဘူးလို့ဒိဋ္ဌံလိုက်ဒိဋ္ဌံနိုင်တော့အောင်ကြိုးစားပြီးတော့ထိုင်တာအဲ့ဒါအေးထိုင်နေတဲ့အမူအရာကတော့ရုပ်ပြဒိဋ္ဌံထားလိုက်တာငါဒီနာကမထတော့ဘူးကြီးမားသောဝရိယကြီးမားသောတတိကြီးမားသောပညာဥသိပြီးတော့ခန္ဓာအကျိနာတိပါတိုးဝင်ထွက်တိုးပြီးထွက်နေတဲ့ဝင်တိုးပြီးတော့ဝင်လာတဲ့သိအာနာပါနကမ္မထံယောဂီဘုရားအကျိုးဆိုမတွတ်တဲ့ကမ္မထံဒီအာနာပါနကမ္မထံထွက်လေဝင်လေဘာကြောင့်မတွတ်တယ်လဲဒီသတ္တဝါတကောင်ဝဲလာလို့ရှိရင်အတွင်းရှိတဲ့လေကအပြန်ထွက်ပြီးမှပြန်ရှိအဲ့ဒါကြောင့်လို့အာနာပါနကမ္မထံလွယ်တဲ့ကမ္မထံမဟုတ်ဘူးကွာမဟုတ်ဆရာတော်ဒီမိဒကတရဆရာတော်ကြီးကဘုန်းကြီးမိတ်မင်းအာနာပါနလွယ်မှဖရာဆိုမလွတ်နဲ့မစွန့်နဲ့ကမ္မထံဝါရီအေးဘုန်းကြီးကတိပိဋကဓမ္မဘာနာကာရီကအေးမင်းကဆရာတော်ကြီးနဲ့သိပြီးတော့ဆရာတော်ကြီးဘုန်းကြီးကသိကဆရာတော်ကြီးကလည်းဘုန်းကြီးကိုတမ္မုထားအဲ့ဒီဘာနဲ့သတ်ပြီးတယ်တော့မသိအဲ့တော့ဆရာတော်ကြီးရဲ့စာကိုသွားလို့ရလို့ထိုင်နေလို့အိတ်လို့စိတ်ကူသိစိတ်ကြောင့်ပြီးတော့ဝါယောနန္ဒောကိုဝယ်ပြီးဝါယောပြီးတော့ယုတ်တိပေါ်ယုတ်တော်သွားပေ၏ပုဂ္ဂိုလ်မသွားငါမသွားယုတ်သွားညာဖြစ်သည်ဆရာတော်ကြီးတဲ့မဟာဗုဒ္ဓဝိကြီးတဲ့ကဘုန်းကြီးကငင်္ဂါစာပဲရွတ်ပြလိုက်တော့ပြုံးသွားဟာမင်းတော်တဲ့နေပြီငါရေးတဲ့စာတနည်းတဲ့စာမင်းဆောင်းထားတဲ့ကွာဘုန်းကြီးအဲ့တော့တိပိဋကအသက်60တော့ဘုန်းကြီးကအသက်30ကျော်လောက်နေမှာပေါ့အဲ့ဒါနဲ့ထိုးဒီမင်းလိုက်တဲ့ဦးအနေတို့ကနေပြီးမြတ်သမသိဟာဘုန်းကြီးထားတော့နော်အဲ့တော့ဘုရားဖြစ်မနေအထိမသိသေးပါဒါပြင်မဲ့လို့ဘုရားသည်ဘယ်တော့ဘုရားဖြစ်မှလဲနိဗ္ဗာန်ရမှလဲလို့သွန်သွန်းလို့ရထိမှမထိုးတဲ့လူကငါ့ထိပေါင်းမှလားလို့မေးရင်ယူမှာယောဂီတို့နေတိုင်းတိုက်နေတာနိဗ္ဗာန်ကိုနီးပြီတရားတရားနီးပြီတရားတရားနီးပြီအေးဘယ်လောက်နီးတာလဲလို့ပြောရင်တော့အဲ့ဒါမသိဘူးနော်ဒီတော့နီးပြီဟေးတလန်းနီးတလန်းလန်းရဲ့အိမ်နဲ့တလန်းနီးပြီနလန်းလန်းရဲ့နလန်းနီးပြီတရားအထုတ်ရဲ့တရားနိဗ္ဗာန်နီးပြီနေရာအထုတ်ရဲ့နေရာနိဗ္ဗာန်နီးပြီဒါကိုတော့အားရှိအောင်အားစီအေးအမင်းတွေစားကြတယ်အားရှိအောင်အားစီတွေစားကြအားရှိဒီတော်တို့နေတိုင်းလာနေတာနိဗ္ဗာန်နဲ့များနီးမှနီးရဲ့လားဟောအေးစိတ်ရဲ့အတ္တရုပ်ရဲ့အတ္တခင်ဗျားတို့စားနေတာရုပ်ရဲ့အတ္တအေးဒီလိုပြောလိုက်တော့ဟုတ်ပြီအိမ်နဲ့ခွက်လာတယ်နေတိုင်းခွက်နေလူတိုင်းမခွက်နေပြိုင်ဖို့ကိုတန်တရားလုံးမှာလက်မြောက်ပြီးတော့သာနာကမခွက်နိုင်သမီးနာကမခွက်နိုင်ဒီအိတ်ဒီရွှေဒီငွေနဲ့ဘယ်ဘဝမှမခွက်နိုင်တဲ့ငါအေးနာရီပိုက်ခွက်နိုင်တဲ့ငါဖြစ်ပြီဟုတ်ကိုအေးစိတ်အစာသိရပုဂ္ဂိုလ်ကိုအတင်းဘုန်းကြီးတို့ဘယ်သူမှအပေးခြင်းသာရိသာရေးလာတာဘယ်သူမှအပေးခြင်းမရှိခဲ့ပါဘူးအိဒါဘုန်းကြီးတို့တရားဟောတယ်ဆိုရင်ပြမမှာအဲ့တော့သူများကပြောတယ်ရှင်များကပြမခံလို့နေအဲ့တော့ကြောင်းတရားဟောရင်လည်းကြောင်းတရားသင်္ကန်းတရားဟောရင်လည်းသင်္ကန်းတရားပြင်းပြင်းပန်းပန်းထိတ်ထိတ်က
ကြည်နူးကြပါစေဝမ်းမြောက်ကြပါစေထိထားပြီအခုလည်းပဲနေတိုင်းအားထုတ်နိဗ္ဗာန်နဲ့ညီခမရပဲနေတဲ့ဒီမှာလာအဘရဲ့ဘုလိုကြောင့်ငါးလငါးလနိဗ္ဗာန်နဲ့နေသွားဒီတော့ပုဂ္ဂိုလ်ကိုလည်းသိသဘောပေါက်ရေထဲမှာချက်လိုက်တဲ့ကြောက်တဲ့မြုပ်သွားတယ်လို့မဟုတ်ဘူးကိုလှုပ်နေတဲ့အလုပ်ကိုတန်ဖို့ကိုနားလည်ပြီးတော့ကြိုးစားနိုင်မှပုဂ္ဂိုလ်ကိုအားပေးနိုင်မှကောင်းတဲ့အလုပ်ပဲလို့ကိုယ့်အကိုဝေးကောင်းတဲ့အလုပ်ဟာဘုရားရှင်လေးသိဉ္ဇဉ်နဲ့ကဘာတသိကျင့်ရင်ဘုန်းကြီးတို့ယောဂီတို့လေးသိဉ္ဇဉ်နဲ့ကဘာတသိဘုရားဖြစ်အောင်လုပ်တာမဟုတ်ဘူးလေးသိဉ္ဇဉ်ကဘာတသိကျင့်တယ်မလို့ဘယ်နေ့ဘယ်ရက်ဘယ်အခါဘယ်ကာလအဲ့ဒါဘုရားတော်မှာမသိတယ်လို့ဘုန်းကြီးတို့မသိတဲ့အတွက်ယောဂီတို့ဒီနိဗ္ဗာန်လမ်းကြီးကိုချောင်းတန်းသွားလျှောက်လန်းနေပါတယ်ဆိုတဲ့အတိလောက်ပြီးတော့ဓမ္မစိန်တနံဓမ္မတသက်ရှင်းနောက်ဆက်လျက်ဖြစ်ပြနေဟံကြောင့်ကျုံမှန်ကိုဖမှန်ခွဲဝေတို့တွေကြံစီတွေ့နေရခြင်းသည်ဘောနာတို့တွေတို့တာကိုကျုပါသဖြင့်တို့မကုနေဝမ်းမြောက်ဖွယ်ကြည်တို့ပါပေတည်းမနေ့ပြန်ကစားပြီးတော့၄နာရီခွဲလောက်ဘုန်းကြီးအသက်က88နှစ်ရှိနေပြီဒီဝါတွင်ကိုပြီးနိုင်သမျှပြီးခြင်းနဲ့အတွက်မေတ္တာရခံ